ဒီ MPP setting အောက်မှာ mechanical setting ရှိရနော် mechanical setting တွေကိုဝင်ကြည့်လိုက်လို့ရှိရင်မရှိလဲဆိုတော့သူကဟို Z တွေဆိုရင် Z တွေရဲ့ size တွေကိုဒီမှာတော့ပြီးတော့ change လုပ်ရတယ်ပေါ့နော် main branch တွေပါပေါ့နော်ပြီးတော့ offset ကဘယ်လောက်လို့ရှိရင်ဒီ main ဆိုလို့ရှိရင်ဟို supply S ဆိုရင်ပါ okay return S ဆိုရင်ပါ exhaust S ဆိုလို့ရှိရင်ပါပြီးလို့ရှိရင်သူရဲ့ radius တွေ elbow တွေကိုသူက default ထားလို့ရတယ်ဆရာနော်ဒီမှာ radius elbow and T ဆိုပြီးထားရတယ်အခုက radius elbow မသုံးချင်မယ်လေရိုး metal elbow and T ဆိုတော့ရိုးကိုယ်ရိုး radius နဲ့မကိုယ်ရောနေဒီတိုင်းပဲ90 degree ထိုးချတဲ့ elbow တွေနော်အဲ့ဒါ over အဲ့လိုမျိုးသုံးလို့ရတယ်နော်ဟို system on default ထားတာပေါ့နော်ဟိုတက်ချောင်းဆဲလို့ချင်းအဲ့လိုမျိုးဟို elbow ကြီးတက်တိုက်ရသူ့လိုထွက်လာအောင်ဒါ setting ချိန်ထားတာနော် main ဆိုရင် offset ဆိုရင်သူက default ပေါ့ဒါရနော် main ဆိုရင်ဘလောက် offset ဆိုရင်အဲ့လိုရှိရ branch ဆိုလည်းအဲ့ဒါပဲ branch ဒီမှာလည်းသူရဲ့ branch ဒီရဲ့သူရဲ့ elbow က default elbow ကဘယ်လိုစားလို့ရှိရင် offset ဆိုတာ branch က specific branch ဆိုရင်ဘယ်လိုစားရေးမယ်ဆိုတော့ဒီမှာလာရေးလို့ရတယ်နော်ဒီrectangular ဆိုရင် that side ဒီပေါ့နော်ကိုလိုချင်တဲ့ that side တွေရွေးထားလို့ရတယ် that side တွေကိုဒီမှာ check လုပ်ထားတာပေါ့နော်ဒါရှိရပေါ့နော်ကဲကိုကထပ်ပြီးတော့ဟို95ဟုတ်တော့မှလည်း50လို့ချင်တယ်ဟိုက new အစ်စ်ပေါ့နော်ဒါတကယ်လို့ရတယ်50ဟိုမှာ50ပေါ့နော်ကဲဖြတ်ချင်တယ်ဆိုရင် delete ဖြတ်လို့ရတယ်ဒါနော် over ဆိုရင် over size ပေါ့နော်ဒါ that size round that ရှိမယ်ဒီ mechanical setting မှာဒီ size တွေပေါ့နော် that size တွေပြီးရှင် byte size တွေကိုဒီမှာလာပြီးတော့ change လာပြီး setting လာလုပ်လို့ရတယ်နော်ပြောင်းလို့ရတယ်ဟို byte setting မှာဆိုလို့ရှိရင်လည်း byte နဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်ဒီမှာ byte fitting annotation size တို့ byte container separator တွေဒါရောနော် byte နဲ့ပတ်သက်တဲ့ဟာတွေဒီမှာလာပြီးတော့ change လုပ်ရတယ် conversion ဒါတွေပေါ့နော် elbow angle increment တွေပေါ့ပြီးရှင် main ဆိုလို့ရှိရင်လည်း byte type တွေပေါ့နော် byte ကိုbyte system type ကဘာရှိလဲနော်ဒီ system type ကနောက်မှပြောပြမယ်ဒီ system type ကဒီ system type တွေကဟိုဒါအတင်မဟုတ် system type တွေကကိုယ့်အတစ်လို့လို့ရတယ်ဖြတ်လို့လည်းရတယ်ဒီ system type တွေနော်ဟိုကဥမာချာဖာဒီဥစ္စာအပြင်တခြားဟာပါကိုယ့်ကိုထက်လို့လည်းရတယ်ထက်နှုတ်အဲ့ဒီကနေနှုတ်လို့လည်းရတယ်လိုချင်တဲ့ဟာတွေနှုတ်လို့လည်းရတယ်ကိုကြားချင်လို့ system type ကို create လုပ်လို့ရတယ်နော်ဒါနောက်ပိုင်းကျရင်ဒီ system type ဘယ်လို create လုပ်ရလဲပြောပြမယ်နော်ဒါဒီ system type တွေရှိရဲ system out type အောက်မှာ byte type တွေပေါ့နော် byte type မှာရွေးရှင်ဒီ byte type တွေကိုလည်းဒီမှာလာရွေးလို့ရတယ်နော် PVC လား standard လားပေါ့နော်အကျဉ်း offset တွေဒီမှာလာပြီးတော့setting ချိန်ထားလို့ရတယ် branch တွေရှိရ main တွေရှိရ size တွေရှိရပေါ့နော်ကဲကိုယ်ဟို byte ရဲ့ size တွေပေါ့ byte ရဲ့ material တွေကိုဒီမှာလည်းလာ change လုပ်ရ carbon steel လား copper လား titanium iron လားဒီလိုဆိုရှင်တို့ရဟိုနေနေပေါ့နော် flange stone မှာလားပြီးရှင်ဒီ weather လား weather လားပေါ့နော်ဒါ byte နဲ့ပတ်သက်တဲ့ဥစ္စာတွေပေါ့နော်ဒါ fitting တွေပေါ့နော် flange နဲ့ elbow ကို flange နဲ့ကိုင်းမှာလားပေါ့နော်အဲဒီမှာလာ change လုပ်ရ schedule and type မှာရှိရနော်ပြီးရှင်သူက byte size တွေပေါ့နော် internal diameter outside diameter inside diameter outside diameter ဒါတွေလည်းဒီမှာရှိရနော် byte တစ်ချောင်းထည့်လိုက်လို့ဆိုလို့ရှိရင်အဲ့မှာလေ byte ရဲ့ diameter ဒီပေါ်လေးမှာပြရတယ်လေအဲ့ချင်းကြလို့ရှိရင်ဒီနေရာတွေကိုဟို edit လုပ်မှဆိုရင် new ပေါ့နော် delete ဆိုရင် delete ဒါတွေလာကစားလို့ရတယ်နော်ဒီထဲမှာရှိလို့အဲ့ဒီ mechanical setting အောင်ပြောစားပါဒါနော်ဆိုရှင် electrical setting ဆိုရင်တော့ electrical တင်တော့မှာပြောလိုက်တယ်နော်ဒီဆောင်မှာဒီဆောင်တော့ချက် manage link အကြောင်းပြောပြပါနော်ဟိုတော့ပြောလာမယ် manage link ပြောရတယ်insert ရှိရတော့ manage link ဆိုတာကြောင့်ဘာလဲဆိုတော့ဟိုဒီ template ထဲမှာလာ link တွေမြ
archi တွေပေါ့နော် archi ပဲဖြစ် AutoCAD ပဲဖြစ် link တဲ့ညဟာတွေကိုသူကဒီမှာ list လာပေါ်တာပေါ့ဒီထဲမှာ list လာပေါ်တာarchi ဆိုရင် archi ဘယ်နှခုချိန်ထားလဲ structure ဘယ်နှခုချိန်ထားလဲ IEP ဘယ်နှခုချိန်ထားလဲဆိုတော့ဒီ management ကဒီ management မှာသွားကြည့်လို့ရတယ်ကိုဖွင့်တဲ့ file က link ဘယ်နှခုပါလဲကြည့်လို့ရတယ်နော်တော့ကဲAutoCAD လည်းကြည့်လို့ရတယ် AutoCAD လည်း Revit မှာလာချိန်တယ်အဲ့ဆိုရှင် link တွေကိုဒီမှာလာကြည့်လို့ရတယ်နော်ဒီ WF format နဲ့လည်းလာ link လုပ်လို့ရတယ် link လုပ်တာနော်ဒီမှာ manage လင်းအောင်နည်းနည်းတော့တော်တော်များများသုံးဝင်တယ်ခင်ဗျာဘာလို့လဲဆိုတော့ချို့ archi ကarchi Revit မှာလည်း archi က clean လုပ်ရတယ်ဟိုမှာ archi ပုံတစ်ပုံမှာဆိုရင် test တွေအများကြီးပါ test တွေပါရဲ့ဘာညာအဲ့လိုပါအဲ့လို test တွေကိုကိုက MEP ဆွဲတော့မယ်ဆိုလို့ရှိရင် MEP က archi ကို link လုပ်ရဟုတ်တယ်မလားအဲ့တော့ archi ထဲမှာပါတဲ့ test တွေကိုဒီတိုင်းသွားဖယ်လို့မရဘူးဥပမာ electrical fitting တခုကို archi ရဲ့ test တွေကလာပြီး overlapping တွေဖြစ်လို့ရှိရင် AutoCAD မှာလို့ရှိရင် move နဲ့ကောက်ဖြည့်လို့ရတယ်Revit မှာအဲ့လိုမရဘူး Revit မှာအဲ့လိုမျိုး overlapping တွေ test တွေပေါ့နော်သူမြင်ခြင်းနဲ့အရာဝတ္ထုတွေကကို system မှာလာပြီး overlapping ဖြစ်လို့ရှိရင်အဲ့ archi file ကိုပြန်ဖွင့်ရတယ် archi file ကိုပြန်ဖွင့်ရတယ်ပြီးလို့ရှိရင်အဲ့ archi မှာရှိတဲ့ test တွေနည်းနည်းအဲ့လိုနော်ရွှေ့ပြီးတော့ reload ပြန်လုပ်ရတယ်နော် reload တွေပါရှိတယ် reload ပြန်လုပ်ရတယ် reload from အဲ့ဒါလည်းပြန်ပြီး reload လုပ်လို့မှာ archi ကဟိုမှာ overlapping တွေပြန်ပြီးတော့ remove လုပ်လို့ရတယ်နော်အဲ့လိုမျိုးAutoCAD လို့ဓာတ်ရိုက်ကြီးအဲ့လိုမျိုး test တွေပါ move လုပ်လို့မရဘူးအဲ့လိုမျိုးလုပ်တဲ့အခါကျလို့ရှိရင်ဥပမာကျွန်တော်ကဒီမှာဗျာကျွန်တော်ကဒီမှာဒီ template ထဲမှာပေါ့ဒါ MEP ပေါ့နော် MEP မှာကျွန်တော်က archi ကို link လုပ်ထားတယ် sorry archi link လုပ်တယ်နော်ဒီ archi ကို link လုပ်ထားတယ်ဒီ archi link လုပ်ပြီးတော့ archi ပုံကြီးဓာတ်ရိုက်ဖွင့်မှာဆိုဖွင့်လို့မရဘူးအဲ့လိုဖွင့်လိုက်လို့ရှိရင်ဖွင့်လို့ရတယ်ဖွင့်လို့ရတယ်အဲ့လိုဒီမှာကျွန်တော်အခု MEP ဒီမှာဒါ MEP template ထဲမှာပေါ့ archi link လုပ်ထားတယ်နောက်ထပ် archi ဖွင့်ချင်တယ်ဆိုရင်နောက်ထပ် Revit နောက်တစ်ခုယူရတယ်နော် Revit software နှစ်ခုဖွင့်ရတယ်နောက်ထပ် archi တစ်ခုလာချိန်မယ်ဆိုရင်အဲ့ချိန်တဲ့ archi ရဲ့ link ချိန်တဲ့archi link ပြုတ်တယ်ဒီ manage link မှာ link ပြုတ်တော့အဲ့လိုနှစ်ခုပြန်ပြီးဖွင့်လို့မရဘူးနော်ဒီမှာဒီ archi ကအရင်ရှင်းလို့ကျွန်တော်လုံးဝလာတဲ့ archi ကိုဆုတ်ဆက်ခတ်တယ်ဟို test တွေနဲ့ပြီးတော့ရောက်တော့တွေပဲအများကြီးပဲကို electrical ဆွဲလို့မယ်ဆိုရင်သူ့ lighting တွေအဲ့ test တွေက show တီးရဲ့ test ကတီးကိုဟာကို overlapping တွေဖြစ်တယ် overlapping တွေဖြစ်တော့အဲ့လိုဖယ်ခြင်းလို့ရှိရင်ပေါ့နော်ဖယ်ခြင်းလို့ရှိရင် archi အဲ့လိုမျိုး archi ဖွင့်ရတယ် archi ကိုသွားပြီးတော့ပြင်ရတယ်နော်ဟိုအဲ့ archi clean လောက်တာပဲပြီးပါတယ်ဖြစ်တယ်နော်ဒီထဲမှာသွားပြီးတော့ဓာတ်ရိုက် archi ကိုဘာမှလုပ်လို့မရဘူးနော် archi ကိုဒီထဲမှာဘာလုပ်လို့ရလဲဆိုတော့ဖြောက်လို့ရတယ် archi ရဲ့ဟို wall တို့ဘာလို့ဒီကနေပြီးတော့ဖြောက်လို့ရတယ်archi မှာရှိတဲ့ဥစ္စာတွေဘာမှသွားပြီးတော့ရွှေ့လို့ modify လုပ်လို့မရဘူးနော်ဖြောက်လို့ရတယ်ဘယ်လိုဖြောက်လဲဆိုတော့ဒီ visibility graphic ကနေပြီးတော့သွားကစားလို့ရတယ်ဒီကောင်းတဲ့ archi ကဒီမှာလာကစားလို့ရတယ်နော်ပြီးရင်ကျွန်တော် visibility graphic အကြောင်းလေးပြောပြအောင်နော်အဲ့တော့ခုဒါရပြီပြီးရင်ဟိုနေမှာကျွန်တော်ဘာပြောချင်လဲဆိုတော့generate layout အကြောင်းလေးပြောချင်လို့ဒီမှာplane နဲ့မှာပဲပြောလိုက်တော့ဒီရှင်းလုထဲမှာပြောလိုက်တော့ archi မသုံးတော့အရင်လုနေတယ်အဲ့ဒါမှလည်း3-6လုံးလောက်ချလိုက်တယ် diffuse ခိုင်က2000စီလေးထဲမှာဝဲနေ
ပြီးလို့ရှိရင်ဆောင်းရှယ်ဒီဟာလေးကတက်လို့ခေါ်တယ်ဟုတ်လားဒီဟာလေးကတက်လို့ခေါ်တယ်ဒီဥမာဆိုအော်တိုခတ်မှာဆိုရင် attribute ပေါ့ဟုတ်လားသူက block နဲ့ test နဲ့ပေါင်းထားလို့ရှိရင်ပေါင်းရတာနော် test ဒီတိုင်းဒီကောင်ဆိုခါကြရင်ဒီကောင်ချလို့ရှိရင်ဒီကောင်ကြီးကခါကြရင်ဒီမျိုးပါနေတယ်နော်ပါဆိုတော့သူကဒီကောင်ကြောင့်အခုကျွန်တော်ပြန်ချပြမယ်အဲ့ဒါမျိုးသူချတက် on place မှာတော့လေဖွင့် on ထားတယ်ဒီကောင်ပိတ်ထားလို့ရှိရင်ဒီမှာစံပေါ်တော့နော်တက်ထိုးတော့မယ်ဆိုလို့ရှိရင်သူက TG ပေါ့နော် annotate အောက်မှာရှိတယ် annotate အောက်မှာဆိုရင်တက်ပံဒီဟာလေးပေါ့နော်တက်ပံတက်တူဒါလေးနဲ့ထိုးလို့ဟာနော်တက်ပေါ့နော်တက်ဒီဟာလေးနဲ့ထိုးလို့သူကဒီတက်ဆိုတာလေသူက family တစ်ခုပဲဒါ annotation family ပေါ့နော်ဒီကောင်ကြောင့် model family ပေါ့ဒီတက်ဆိုတာတက်ပြရလဲဟိုအောင်ပြေးလို့ရတယ် edit family ပေါ့ကောင် annotation family လို့ခေါ်တယ်နော်ဟိုဒီမှာလာပြီးတော့parameter တွေထည့်တာနော်တက်ဆိုတာလဲ family ပဲနော် test ကကြမှာ family မဟုတ် test ကကြမျိုး test ကကြဒီကောင်ကြီး live stream မယ်ဆိုလို့ရှိရင် test ကပေါင်းလာနော်ဒီတက်ကမှပါလာဒါနော်ဆိုဟာဆိုရင်သူစာရမ်းများလို့ရှိရင်တော့ test နဲ့ထိုးရတယ်ဒီလိုမျိုးတစ်ခု dot size တို့ byte size တို့ပါတော့ test နဲ့ထိုးရတော့ကောင်းတယ်နော်ဒါနော်ဒီချိန်ကျွန်တော် FC ဘယ်လိုမှချလိုက်လောက်ခုလို့3500နော်ဒါလေးရှိရပါတော့မဆွဲလိုက်ဘာတင်လဲ system ဒါဟိုနေ့ကတင်တဲ့ဥစ္စာလဲ system ဖွဲ့သွားတာဘာလို့ system ဖွဲ့လာမဖွဲ့လာဆိုတော့ဘယ်လိုသိလဲဆိုတော့နောက်ပိုင်း AutoCAD တရား2012ကလေးစပြီးတော့ that တစ်ချောင်းဆွဲလာတယ်သူက system ဖွဲ့ပြီးကြပြီတော့နော်that ချောင်းဆွဲလိုက်လို့ရှိရင်အပြာရောင်သူက color ဖြစ်သွားတယ်ဟုတ်လားအဲ့ system သူ့ဟာကိုဖွဲ့ပြီးသွားတယ်ဒီကောင် system ဖြစ်သွားတယ်နော် system တက် supply ဖြစ်သွားအခုနောက်ပိုင်းစားတယ်2012နောက်ပိုင်းစားတယ်လို့ဖြစ်သွားဒါကရိုး manually ပေါ့နော်automatic နဲ့လည်းလုပ်လို့ရတယ်ဒါ manually နဲ့လာပြီးတော့air terminal ကိုသွားပြီးတော့ဆက်တာပေါ့နော်ဒါကိုယ့်အကိုဆွဲပြီးတော့ manually ပေါ့ auto generate layout ဆိုတာရှိသူက option တွေနဲ့ပေးပြီးတော့တက်ဖို့ပေါ့နော်ဘယ်လိုသွားမယ်ကိုယ့်အကိုရွေးချယ်လို့ရတယ်ဒါပေမဲ့အဲ့ကောင်ကိုသုံးတာများတယ်နော်ဒါတိထားဖို့လို့ပေါ့နော်အဲ့လိုပြများတော့မြင် manually သွားရပါများဟိုနင်းဖွဲ့တော့ဆိုလို့ရှိရင်system ဖွဲ့တော့ဒီ air terminal နော် supply diffuser 6လုံးပေါ့နော်အဲ့ကောင်ကြီးတော့တစ်ခုဆက်လက်မှတ်လိုက်ဆက်လက်ပြီးလို့ရှိရင်ပါ test system ဆိုတာရှိတယ်လေအဲ့လိုနေလိုက်အဲ့ဒီသူက system တက်ကိုကြည့်လိုက် supply အဲ့လာပါလေပေါ့နော်ဒီမှာကြည့်လို့ရတယ် system နဲ့ရမှမိခဲ့ supply ရောနော်အဲ့ဒါပေါ့ပြီးရင် okay ဒါနော်ပြီးရင် okay supply ရပြီဒီတစ်ခုကိုကြည့်လိုက်ဆိုဒီကောင်လုံးဝ system ဖြစ်သွားတယ်အပြာရောင်ကြီးဖြစ်သွားကျွန်တော်ကောင်တွေကမဖြစ်သေးဘူးဟုတ်အဲ့တော့အဲ့ကောင်အခြားကောင်တွေကပါခြင်းဘယ်လိုလုပ်လဲဆိုတော့ dead system ဒီကောင်လေးကိုဆက်လက်မှတ်လိုက်ရနော်ဒီကောင်လေးကိုဆက်လက်မှတ်လိုက်ဆိုရှင် dead system ကိုဒီမှာပုံပါနော် dead system ရှိ dead system ကိုသွားတာ dead system သွားပြီးတော့ဒီမှာ edit system ဆိုတာရှိနော် edit system ရှိedit system နှိပ်လိုက်မယ်လို့ရှိရင် add ပေါ့နော် just system တွေမှာပါခြင်းပေါ့ဟုတ်ပြီနောက်တစ်အဲ့ဒါမလဲပေါ့ဟိုဆက်လိုက်မယ်ဒါနော်
လို့ရှိရင် select equipment ဆိုရင်တော့ equipment ကို select လုပ်နော် select equipment ရှိရ add to system ရှိ select equipment ဆိုရင်ဒီ equipment ကို off ရှိလို့ရှိရင် finish ဆိုရင် finish လုပ်ဟုတ်ရင် molar system ဖြစ်တယ်ရနော်ဒီတော့အဲ့လိုမျိုးလုပ်ပြရတယ်ပြီးတော့မှခေါင်းအဲ့လိုမျိုးဖြစ်သွားတယ်ဒီကောင်ဒီကုံကဒီလိုပြင်းဖြစ်သွားတယ်ဒါပေမဲ့ဓာတ်မပါဘူးရနော်ရတယ်ပြောပြမယ်နော်တောင်းတော့ပြန်ပြရဆိုဒီလိုမျိုးဘာမှမလုပ်ထားဘူးပေါ့နော်ဒါရိုးရိုးပဲဟုတ်ဒီတော့ခါလို့ရမယ်ဆိုရင်အဲ့တာမတဲ့တစ်ခုကိုဆက်လက်မှတ်ပြီးတော့ဒါလိုမှတ်လိုက်လို့ဗျာဓာတ်ဆိုတော့ပေါ်လာ base system မှာဓာတ်ဆိုတော့ပေါ်လာတယ်ဒီ data system ကိုဓာတ်ကိုနော်ဆက်လက်မှတ်အဲ့ဒီမှာစစ်စစ်တိုက်မှာမျိုးပေါ်လာဒါနော်အဲ့လိုပေါ်လာတဲ့ခါကျလို့ရှိရင်okay ပေါ့နော်ဒါ supply နဲ့လုပ်ပါအောင်ဟုတ်တယ်နော် supply ကို okay လို့ရှိရင်ဒီလိုဖြစ်သွားတယ်ဟုတ်တယ်နော်ဒီလိုဖြစ်သွားတဲ့ခါကျလို့ရှိရင်ဒီကောင်ဆက်လက်ရမှတ်လို့ရှိရင် data system ကိုသွားပြီးရင် edit system လို့နော် edit system သွားမယ် edit system သွားပြီးရင် add to system ပေါ့နော်ဂျားဟာလိုက်ထည့်ဒီကောင်ကိုလိုက်ထည့်ဒါကိုလည်းဒီကိုစီးလိုက်ဆက်မှတ်လို့ရှိရင်ဒီထဲမှာ select equipment ဆိုတာရှိရယ် select equipment ကိုမှတ် select equipment ကိုပြီးတော့ဒီကောင် select မှတ်ဒါနော်လို့ရှိရင် finish ဆိုတာလည်းမျိုးဟုတ်နော်အဲ့လေပြီးတော့ဆိုရင်တက်ဒီလိုဒီဘော်လေးကိုဆက်လာထောက်လိုက်ထောက်ပြီးရင်တက်ကြီးလေးနှိပ်ကြည့်လိုက်အဲ့လိုမျိုး system လေးဖွဲ့နေတာတွေ့ရနော်ဒီဟာလေးအကုန်လုံးဆက်လာမှတ်နေဒီဟာလေးပဲကာစာလေးတင်လိုက်နော်ကာစာလေးတင်သွားပြီးတက်ကြီးလေးတစ်ချက်နောက်လေးလိုက်အဲ့လိုမျိုးပေါ့နော်ဆိုတော့တက်လာနေလို့ရှိရင်သူ့ကိုဆက်လာမှတ်လိုက်အဲ့ဒီအောင်ဆက်လာမှတ်လိုက်မှတ်ပြီးရင်ဘာဖြစ်လဲဒီမှာ generate ၄ရောက်ဆိုတာရှိရ generate ၄ရောက်ဆိုတော့ဒီကနေပြီးတော့၄ရောက်တစ်ခုထုတ်တယ်နော်တက်ပြီးထုတ်တယ်generate ၄ရောက်တော့ generate ၄ရောက်လုပ်လိုက်လို့ရှိရင်ဟိုက network တွေလာပြဘယ်လိုမျိုးဆက်မှာလဲပေါ့နော်ဒီလိုဆက်မှာလားဟိုက network ဆိုတာရှိရယ် parameter ဆိုတာရှိရယ် intersection ဆိုတာရှိရယ်နော်ဒီအများကြီးပဲ6ခုအောင်ရှိရယ်ပေါ့နော်ဘယ်ဥစ္စာရွေးမိရယ်နော်ဒီဟာလားဒီဥစ္စာလားဒီဥစ္စာလားဒီဥစ္စာလားနော်ပုံစံမျိုးလေးပေါ့နော်ဒါ solution type တွေပေါ့နော်ဒီလိုမျိုးပြဟိုကဘယ်လဲဒီဥစ္စာရွေးမိရယ်ဆို option တွေအများကြီးပြတယ်နော်5 6ပေါ့နော်ဒါ network နဲ့ပတ်သက်တာဒီမှာ3ခုရှိရယ် parameter ဆိုလို့ရှိရင်ဒီလိုမျိုးလေးပေါ့နော်ဒီလိုမျိုးလားဒီလိုမျိုးလားဒီမျိုးလားနော် option တွေအများကြီးရှိတယ်ဒီမှာသွားပြီးတော့ click သွားကိုကြိုက်တာရွေးလို့ရတယ်နော်ဥစ္စာ session ဆိုရင်ဒီလိုမျိုးနော်ဒီမျိုးလေးရကောင်းဒါပေမဲ့ဒီ generate လေးရောက်ကဒီလိုမျိုးပဲပြတယ်သူက offset ကြောင့်ကိုကတက်မှတ်ပြရ auto မဟုတ်ဘူးနော်သူက offset ကို auto လုပ်လို့မရဘူးသူ offset ကိုဘာမှပြင်ရတယ်ဒီ setting မှာသွားပြင်နော်ဒီ setting မှာဆိုလို့ရှိရင်ဒီလား offset က2950ဒီကနေပဲပြေးပါ2950ပဲပြေးအကြိမ်ကိုအဲထားတယ်2800မှာထားလို့ရှိရင်ဒီကောင်ဒီဓာတ်ကထုတ်ပေးမှာမဟုတ်ဘူးဘာလို့လဲဆိုတော့သူ့ကိုဆက်လို့မရဘူးရနော်တော့ဒီအဲ့ဒါမျိုးကျွန်တော်2800လောက်မှာထားရတယ်ဓာတ်ကို2950မှာဘယ်လိုကရလို့ရမှာမဟုတ်ဘူးเนาะဒါ nonsense ဆိုเนาะရိုးမှ connection လုပ်လို့ရမှာမဟုတ်ရနော်ဒီ main ဒါဒီမှာဆိုရင်ကိုဒီမှာခုနဒါ mechanical setting နဲ့ရောက်သွားတာဒီမှာဆို2950မဟုတ်တော့ဘူးねဟိုကလည်းညှင့်ပေးလိုက်ပါ3000ပေါ့ဒါ3000နည်းလေး3000နော်3000နော်ဒီ branch solution လည်း offset ကဘယ်လောက်နဲ့ပေါ့မှာလဲဆိုတော့အဲ့လိုနော် branch solution main ကဒီကောင် main ကဒီ main သူကကြောက်ဒီအပြာရောင်လိုင်းဆိုပြီးတော့ဒီ main ပေါ့နော် main ကကြောက်ဒီ FCU နဲ့တန်းနေတဲ့ဥစ္စာပြရအောင်အဲဒါကြောင့် FCU high ကိုပေးရအောင်3000ပါ branch လည်းအတူတူပဲ FCU နဲ့တန်းနေတဲ့ high တစ်ခုပေးရအောင်နော်ပြီး maximum flexible ဒါရဲ့ lens ပေါ့နော်ဒါဘူတိုက်တာပေးလို့ရ lens ကိုပြော high ကိုပြောနော်အဲ flexible ဒါရဲ့ type ပေါ့နော်ဒါမှာလာရှင်းလို့ရနော်ပြီးရင် okay နေလိုက်ပြီးရင် finish လုပ်ရအောင်နော်ဒီ
ကဲဒီမှာကိုကနည်းနည်းလေး change နေတယ်ဆိုလို့ရတယ်နော်အတစ်လေးအောင်နော်အတစ်လေးအောင်လို့ပြောရဒါလေးကိုဟိုဒီဘက်လေးရွှေ့လိုက်အဲ့လိုမျိုးလေးရနော်မလုပ်ပါနဲ့တက်တယ်ပေါ့ဒါနော်โอเคအတစ်လေးအောင်နော်ပြီးရင် finish နေပါဒါနော်ကျွန်တော် height ပေးရလွယ်သွားပြီဒီကောင်မလောက်ဒီမှာသူကဟိုနေဖြစ်သွားအောက်ဖြစ်သွားတယ်အောက်ကြောင်ကျွန်တော် main branch ကိုလောက်ပြီးတော့ဒီမှာဘူးအောက်ကြောင်အော်တော့3900မှရှိတယ်3500သူကဘယ်အတိုင်းလဲသိအောက်ကြောင်ကျွန်တော်ပြန်အဲ့လိုမျိုးမသုံးတာများပါဘူးဟိုတိအောင်တော့ပြောတာလေနော်တိတ်အဆင်ပြေဘူးနော်အော်တူကမန်နူရပူကောင်းနော်ပိုက်ဒီလည်းအဲ့ဒါပဲပိုက် system လေးလည်းအဲ့လိုအော်တိုလုပ်လို့ရတယ် generate လေးရgenerate လေးရလည်းပြတ်သွားပါတော့ဒီ system ဟိုတော့ဒီ dạ đó sao như vậy ra rồi dạ yo play này rồi khi nếu mà theo là sâu rồi khi là đưa xì lên này là hai gì vậy nó play nhập giả từ sân nó phải tiền năng xỉu đó nó phải tiền người xỉu đi khá là tốt thì gì nó này làm gì nó liền gì nữa kìa esta manera di masih esta manera di masih di sebelah diffuser nhau rồi hoàn toàn áp xỉu rồi có hai đi phụ bì hả
နောက်ဒီပို့ထားရပါလားအဲ့ဒါဘယ်လိုလုပ်ရလဲပို့ထားပုံနေနဲ့ဟုတ်တယ် update release ရပါတယ်နည်းကြာတော့ကြာတော့ဟုတ်တယ်ကျွန်တော်ပြောလာတယ်အရင်နည်းနည်းကြာပြီးသွားတယ် finish တော့ပြီးသွားတယ်ကြာကြီးပြည့်နေတယ်ပြည့်ဟုတ်တယ်သူ့အောင်ပြီးသွားတယ်နည်းနည်းကြာဟုတ်တန်းအဲ့လို့ရတယ်နော်ညဒီအော်တိုကတိတ်တော့ရေးကြည့်ဘာလို့တော့အဲ့လို system ဖွဲ့ရလေလားဒါလည်းအဲ့လိုပဲ electrical wiring လည်းအဲ့လိုပဲပိုက်လည်းအဲ့လိုပဲဒီနည်းပဲဘယ်လဲနောက်တစ်ခုရှိသေးတယ်ဒီကောင်ခုနကကျွန်တော်ပြောတာဒါတစ်ခုချင်းစီတက်လုပ်လိုက်တာနော်ဒီလားဒီအကုန်လုံး select မှတ်ပြီးတက်လုပ်လို့ရအဲ့ပုံမြန်နော်ဒါကျွန်တော်ခုန procedure ကြပြောလိုက်တယ်လို့အကုန်လုံး select မှတ်ပြီးတော့ test ဆုံးလို့လိုက် okay ဆိုရင်အပြီးသွား
မော်လေးပြင်ကောင်းမှာနောက်တစ်ပတ်တော့ပြင်electrical နဲ့ mechanical ကိုလေဟိုဒီထဲမှာဆွဲလာခဲ့ပါလားတခန်းပဲပြည့်တခန်းပဲပြည့် elementary school ထဲမှာလေ elementary school မှာတော့အခန်းလေးရှိရတယ်လေအဲ elementary school ထဲမှာလေအဲဓာတ်လေးမှာဆွဲလာပြင်ကျွန်တော် email နဲ့ပို့ပေးအဲ email ထဲမှာလေတော့ Dropbox ထဲမှာပေါ့နော် Dropbox ထဲမှာ folder လေးတစ်ခုစောက်လိုက်ပြီးရင်အဲ့ Dropbox ရဲ့ folder လေးကိုအကုန်လုံးပို့ထားတယ်။ပြီးရင်ကျွန်တော်ကြည့်လို့ရတယ်နော်။အဲ့ခုန elementary school archi ပြရမှာလား။ archi ထဲမှာကျွန်တော် link လုပ်မယ်ပြီးရင်တစ်ခန်းပဲပြည့်နှစ်ခန်းပဲပြည့်ခုနကျွန်တော်ဟိုဘက်ကကျွန်တော်လုပ်ခဲ့ရလေ။ diffuser လေးထည့်ရလေ။ diffuser လေး4လုံး5လုံးလောက်ထည့်လိုက်4လုံးလောက်ထည့်လိုက်ပြီးရင် SCR corridor လေးမှာထည့်လိုက်ပြီးရင် jack လေးနဲ့ဝင်တယ်။ဒါနော်။ပြီးရင် return air လဲ return on supply အောင်အခုလုံးလုပ်ပြီနော်။ဘယ်ပါ့okay practice လေးဖြစ်တော့ဓာတ်ကို vertical justification လုပ်တတ်တယ်နော်ဟိုကဓာတ်ကဟိုကျွန်တော် run နေနေဗျာဟိုကတော့run နေဗျာ run နေနေကျွန်တော် height ကို change လို့ရတယ်နော်ဒီကောင်ဟို run နေရဟို3000နဲ့ run နေနော် offset 3000နဲ့ run ဟိုတော့ဆွဲနေနော်နောက်တော့ဟို ceiling shape ရအောင်နော်လို့ရှိရင်ဟိုတစ်ခုကြောက်နော်ကျွန်တော် height ကိုချင်းလို့ရတယ်ဒီမှာ4000ဆိုရင်4000ချင်းလို့ရတယ်။ Chat vertical justification ပေါ့နော်။ဒီမျိုးဆက်ဆွဲ။အဲ့ဒါရင်ဓာတ်ကတူအောင်ချင်းပေါ့။ဒါနော်။ဒီဟို video မှာပြသွားကြည့်လိုက်လို့ရှိရင်ဓာတ်ကဒီလိုဖြစ်သွား။ဒါနော်။vertical လည်းထည့်လို့ရတယ်နော်။ဒီတဲ့မြင်းတဲ့ဟာလက်လည်းဆွဲလို့ရတယ်။လက်ဆိုရင်အောင်ဆွဲမယ်။ဆွဲပြီးတော့ဒီမှာဟို8000လောက်မြင်လာ။ဒါ only ကစားအောင်နော်။ vertical justification ကိုကစားလို့ရတယ်။8000တော့ဟောများသွား viewers အများများသွား viewers အပြင်မှာမြင်ရတယ်။ဟုတ်ကဲ့Fiji အကြောင်းလည်းပြောပြမယ်နော်။ခံပြီးဒီဥစ္စာရတယ်ပြန်ပြောပြမယ်။
နောက်ဆက်ခွန်လိုက်တက်ဖို့ဖြစ်ဆက်သွားလိုက်အောင်နော်နိုင်ဖို့ပဲကြာvisibility graphic လေးအကြောင်းပြောပါနော်အဲ VG ကြောင့် VG ကဒီ graphic တစ်ခုလုံးရဲ့သူကအချုပ်ပဲဗျ VG နဲ့အကုန်လုံးထိန်းချုပ်ထားတာပေါ့နော်မြင်ရတယ်အကုန်လုံးက VG နဲ့ထိန်းချုပ်ထားလို့ရှိရင် VG ထဲမှာ VG ကဘာထိန်းချုပ်သေးလဲဆိုတော့ visibility graphic ပေါ့နော်သူ့ကိုများတော့အများအားခေါ် VG လို့ပဲခေါ်သူ့အတူကောက်ကလည်း VG ပဲနော်သူကဘယ်မှာရှိလဲဆိုတော့ဒီ view အောက်မှာ visibility graphic လည်းရှိနော်တော့အဲ့ကိုဘယ်တော့မှမတော်ဘူး VG လို့ပဲရိုက်တယ်သူကအဲ့ box တက်လာနော်Revit ဒီ Revit တစ်ခုလုံးကဟိုနေပေါ့အတက်ပဲပေါ့နော် VG ဆိုတာ visibility graphic ဒါကောင်းကောင်းနိုင်သွားလို့ရှိရင်တော်ကောင်းပါတယ်နော်ဒီ VG မှာဒီ model category ရှိရယ်ဒီ VG ကဘာတွေထိန်းချုပ်နေလဲဆိုတော့ဥပမာ line type တွေပေါ့နော် line type တွေလည်းထိန်းချုပ်တယ် line width တွေလည်းထိန်းချုပ်တယ်ဟုတ်နော်ဟိုပြီးတော့ line color တွေပေါ့နော် line color တွေလည်းဒီဟာတွေထိန်းချုပ်လို့ရတယ်ဥမာခု discipline ကဘယ်လဲရောက်မလဲ mechanical လဲရောက်ဟုတ်တယ် mechanical မှာဆိုလို့ရှိရင်mechanical နဲ့ပတ်သက်တဲ့ depth တွေပဲမြင်ရမယ်ကျွန်တော်ဟာရ off တာပေါ့နော် visibility ဆိုတဲ့ အဓိပ္ပာယ်ကမြင်ရမှုပေါ့နော်မြင်ရမှုကဘာတွေမြင်ရနေရလဲဆိုတော့ဒါတွေမြင်နေရတယ်ပေါ့နော်ချက်လို့ထားတာမြင်နေရတယ်နော်ဒီ mechanical plan မှာ lighting တွေ pipe တွေရှားပေါ့နော် plumbing pipe တွေပါဆွဲလို့မရဘူးဆွဲလို့ရတယ်ဒီကောင်ဥပမာ pipe ဆွဲခြင်းလို့ဆိုရင်တော့ဒီကောင်ကိုဖွင့်လိုက်တယ်ဒီ pipe ဒီတိုင်းဆွဲရင်တော့မြင်ရမှာမဟုတ်ဘူးလေဟိုက pipe ဆွဲခြင်းလို့ဆိုရင်ဒီ pipe နဲ့ပတ်သက်တာဖွင့်လိုက်ပေါ့တကယ်ကိုက cable 3ကို cable trunk ကိုဆွဲခြင်းလို့ဆိုရင် cable 3ကိုဖွင့်လိုက်လို့ဆိုရင်မြင်ရမှာနော်ဒီ discipline မှာမဟုတ်ဘူးဒီမှာလည်းဆွဲလို့ရတယ်ဘာလို့လဲဒီကောင်မြင်ရအောင်လုပ်ထားတာဘာမမြင်ရအောင်မြင်ရအောင်လုပ်ထားလုပ်လိုက်ရရတယ်နော်ဒီ discipline ကကြောင့်ဒီခုန video သွားထိန်းချုပ်ထားတာပေါ့နော်အဲ့ဒီ discipline ကဘယ်ကထွက်လာလဲဆို template ကထွက်လာ template ကဒီကောင်တွေကို create လုပ်ထားတယ်လေ template ကလည်း template ကနေပြီးတော့ video ကိုလည်းထိန်းချုပ်ထားတာနော်ဒီချက်တွေ uncheck တွေဖြစ်နေတာဒါ template ကလုပ်ထားလို့ဒီလိုမျိုးဖြစ်နေတာနော် template နဲ့ visibility graphic ကလည်းဆက်စပ်မှုရှိတယ်နော်အခုရိုးရှင်းမှတ်လိုက်တာဒီ visibility မှာချက်လုပ်ထားတာရမြင်ရ uncheck လုပ်ထားတာမြင်ရဒါပဲနော်ဘယ် discipline ပဲရောက်နေကြတယ်ကိုဆွဲကျင်တဲ့ဥစ္စာကိုပိုယူဆွဲလို့ရတယ်ဟိုအကယ်ပြောင်းနေခဲ့မှဆိုလို့ရှိရင်ပေါ့နော်ဥပမာဟိုmechanical plan မှာ electrical trunk တွေဆွဲကျင်တယ်ဆိုရင်ကိုကတီးနဲ့လည်းဆွဲလို့ရတယ်နော်အကယ်ကိုရောက်နေတဲ့နေရာအကယ်အခုပေါ့နော်အခုမမြင်ရဘူးဘာလို့မမြင်ရလဲကိုကချက်ပြီးvisibility graphic ကြီး on နေတာဟိုမှာ edit နဲ့လည်းလုံးကိုplan နဲ့ထည့်ကြည့်တယ် plan နဲ့ထည့်ကြည့်တော့မမြင်ရအောင်ဟုတ်လားမြင်ရအကြောင်းရင်းတွေအများကြီးရှိတယ်ဘာလို့လဲဆိုတော့ဒီနံပါတ်1က visibility graphic ပေါ့နော် visibility graphic off ထားရတယ်ဖြစ်လာတယ်နံပါတ်2က view range ပေါ့နော် view range မပြရလဲဖြစ်လာတယ်နံပါတ်3ကတော့ height ပေါ့နော် height ကဟို ceiling plan မှာဆွဲပြီးတော့ height က offset က0ဖြစ်နေလို့ရှိရင် ceiling plan မှာမြင်ရအောင်ပေါ့အဲ့အကြောင်းတွေကြောင့်လဲ element တွေကမြင်ရဖြစ်တတ်တယ်ပေါ့နော်ဒီ visibility graphic ထဲမှာဟိုနေ့က graphic ရဲ့ line weight ကပေါ့နော် graphic ရဲ့ line weight က AutoCAD လို့မဟုတ်ဘူးเนาะ AutoCAD ကသူ့မှာ plot style ဆိုတာရှိတယ် plot style နဲ့ထိန်းချုပ်လို့ရတယ်ဟိုမှာ color 1ဆိုလို့ရှိရင် line weight ကဘယ်လောက်ပေါ့နော် color 2ဆိုရင် line weight ကဘယ်လောက်ပြီးတော့plot style နဲ့ကြာရှိတယ်เนาะ AutoCAD မှာเนาะပြီးလို့ရှိရင် AutoCAD မှာ layer နဲ့လည်း line weight တွေထိန်းချုပ်လို့ရတယ်ဟုတ်တယ်ဒါပေမဲ့ဒီ Revit မှာ line weight ကိုဘယ်လိုထိန်းချုပ်လဲဆိုတော့ဒီ object style နဲ့ထိန်းချုပ်လို့เนาะဒီ object style နဲ့ထိန်းချုပ်လို့ line weight တွေကျွန်တော်4လို့3လို့ဟုတ်နော်ဒီ VG နဲ့လည်း VG နဲ့ပဲထိန်းချုပ်ရမှာအဲ့ဒီတော့အကုန်လုံး3လို့4လို့ပါတော့အဲ့ဒါ line weight တွေနော်
မှာဓာတ်ရဲ့ဥမာ line အထူးအပါးတွေပေါ့နော်အခု print ထုတ်တဲ့အခါကျရင်ပါပါလေးလိုချင်တယ်ထူးထူးလိုချင်တယ်ဒီ line ပါးရထူတယ်ဒါရဒီ line width တွေပေါ့နော်9တို့4တို့3တို့နော်ဒီ9တို့4တို့3တို့ကလေသူကဘယ်ကိုသားပြုလဲဆိုတော့နော် line width အကြောင်းလေးပါပြောရအောင်ဒီ manage ထဲမှာပေါ့နော် additional setting ဆိုတာရှိတယ်နော်ဒီ manage ထဲမှာ additional setting ဆိုတာရှိရ additional setting မှာဒီ line width ဆိုတာလေးရှိရနော် line width ဆိုတာလေးရှိဒီ line width လေးကြည့်လိုက်ရင်တင်းနေ3လေးဆိုရအဓိပ္ပာယ်လေးဒီမှာရှိရနော်ဘာလို့ဟာတော့ schema graph 0.1အဲ့ဒီမျိုးကဒါလည်းကိုယ့်ကိုကြိုက်လို့ပြင်လို့ရတယ်ဒါနော်ဒါ Revit ရဲ့သူ့ရဲ့ line width system ပေါ့နော် AutoCAD နဲ့မတူတာဒီအဲ့ဒါမျိုးမှာ1ဆိုရင်1 to 100 scale မှာဆိုရင်ဘာဘယ်လောက် millimeter 1 to 220 scale မှာဘယ်လောက် millimeter အဲတင်းနေ3လေးရဲ့definition လေးဒီမှာ line width ဒီမှာလာကြည့်လို့ရတယ်နော်နော် additional setting အောက်မှာ line width ဆိုနော် manage အောက်က additional setting line width နော်ဒီမှာတခြားတွေလည်းရှိသေးတယ် line style line pattern ဒီ object style ရဲ့တင်းတင်း3လေးမှန်များအဲ့ဒါလေးနော်ဒီ object style မှာလည်းဒီကောင် line width လေးရှိရဗျလို့ရှိရင်ဒီမှာလည်းရှိရဒီမှာလည်းကိုယ့်ဟိုမှာဒီမှာလည်း line width လေးရှိရနော်အပါကွာလဲဆိုတော့ဒီမှာလည်း color လေးရှိရနော်ဘယ်ကောင်ပို့ပြီးတော့ effective ပို့ဖြစ်သွားလဲဆိုတော့ဒီ object style ကို effective ဖြစ်သွားဒီကောင်ဒီဥမာဒီမှာလည်းကျွန်တော်တို့ line width တွေ line size ချိန်လို့ရတယ်နော်ဒီ visibility မှာ model category မှာလည်းဒီမှာ projection ဆို line ဆိုမှာလည်း line ဒီမှာလည်းဒါလေးရှိနော်ဒီမှာလည်းလာချိန်လို့ရတယ်ဒီမှာချိန်တာမကောင်းဘူးနော်ဟိုလိုပြောဒီမှာချိန်တာတော့မကောင်းဒီမှာချိန်တာဒီ visibility graphic box ကဒီ view အတွက်ပဲတက်ရောက်ကျန်တဲ့ view အတွက်မတက်ရောက်ရနော်ဒီအခုဒီ visibility graphic ကဒီမှာတစ်ခုချိန်လိုက်ပြီဗျာဟို keyboard ကွန်ကျူပေါ့နော်ကွန်ကျူမှာအရောင်တစ်ခုပေးလိုက်ပါလာခွင်းတင်ဆိုပေးလိုက်နော်ဟိုကနေသူနောက်တဲ့ page ကိုသွားကြည့်လိုက် page ကြီးကအဲ့မှာမတက်ရောက်ရနော် page တစ်ခုကို page တစ်ခုပဲဒီ page မှာဆိုရင်ဒီ page တစ်ခုပေါ့နော်အဲ့တော့ဒီပုံမှာရှိနေတဲ့ဟာရဒီ page တွေဒီ page တစ်ခုအတွက်ပဲတက်ရောက်ဒီ page တစ်ခုအတွက်ပဲတက်ရောက်ဒီအကုန်လုံးဟာတွေပေါ့နော် annotation category ပဲကြည့် analytical model category ပဲကြည့် model category ပဲကြည့်ပေါ့နော်ဒီမှာဒီ surface မှာဟို adjustment လုပ်တဲ့များအကုန်လုံးကဒီ page တစ်ခုတော့တက်ရောက် visibility တစ်ခု page တစ်ခုတော့နော် discipline တစ်ခုတော့ discipline ဒီကောင်မဟုတ်ဘူးဒီ flow level တစ်ခုတော့နော်ဒီ flow level တစ်ခုတော့အဲ့တော့ဟို line width တွေပါရဒီမှာချိန်တာတော့ဟိုမကောင်းဘူးเนาะဒီ object style ကကြောက်အဲ့လိုမဟုတ်ဘူးဒီ object style ကဒီကလောက်ထားလဲနောက်တဲ့ page တွေမှာလည်းတက်ရောက်เนาะဒီမှာ9ဆိုရင်နောက်မှာတွားကြည့်ရော object style ရောဟို project တခုလဲเนาะညနော်ဒီ object style အများဆုံးအဖြစ်ဒီ color တွေပေါ့เนาะဟိုမှာ that ဟိုဒီ color တွေပေါ့เนาะဒီ color တွေတက်ရောက်ဒီ line width တွေပါတယ်ဒီ color ပြီးဒီ hidden line တွေပါတယ်နော်ဒါကိုအဓိကထားပြီးပြင်ဖို့တော့ထားတာနော် object style ဟို2013နဲ့2012မတူဘူးနော်ကျွန်တော်ဟာဒီမှာ2012ကဒီမှာ show category RTA structure ဒီကောင်နှိမ့်လိုက်လို့ရှိရင် RP structure ထွက်လာဒီကောင်မနှိမ့်ထားရင် MVP ပဲမြင်ရ2013ကျတော့ဒီနားမှာ box တစ်ခုထွက်ပါလာ structure တို့ RT တို့5ခုလောက်ပါလာနော်2013ကိုကောင်းတာပေါ့နောက်စနစ်မှာအဲ့လိုပါနော်ဒီဘောင်ဒီနားလေးမှာ RT structure electrical MLE အဲ့လိုပါနော်ဒီ2000စနစ်မှာကျတော့ show category from all the screen ဆိုတော့နှိမ့်လိုက်မှာ RT wall တွေပါမြင်ရမှာသူ wall တွေပါရှိနော်လို့ရှိရင်ဒီ object style ကအကုန်လုံး effective ဖြစ်သွားတယ်နော် line width ဒီ line ဟိုနေနေပေါ့နော် color ရော effective ဖြစ်သွားတယ်ပြီးတော့ဒီ object style တဲ့ပိုပြီး effective ဖြစ်တာဟို filter ပေါ့နော် filter ပိုပြီး effective ဖြစ်โอเคဒီမှာဗျာဒီမှာကျွန်တော် depth ကို
ဒီ object style မှာဗျာ object style မှာ that size တဲ့ဟိုမှာ that ရနေပါနော် that color တော့ file လို့ထားတာ။ဒီ filter မှာ scan လို့ထားတာ filter ဟာကို print ထုတ်တဲ့အခါ filter ဟာကိုပေါ့။နောက်ဆုံး page ဆုံးက filter ရေး။အဲနော်။ဒီ filter မှာလည်းဒီမှာ line with the line pattern ရှိတယ်။နော် filter မှာလည်းရှိတယ်။နောက်ဆုံးအချုပ်တော့ filter ပဲနော်။ filter အကြောင်းဟိုနောက်မှပြောပြမယ်နော်။ filter ဘာလို့ထားရလဲဆိုတော့လေဟိုမှာ that တစ်ခုပေါ့ဗျ။ that တစ်ခုဆွဲလိုက်ဟိုpipe တစ်ခုဆွဲမှာပေါ့ဟို ACME ပေါ့နော် ACME မှာလည်း pipe ပါတယ်ဘယ်မှာပါလဲဆိုတော့ဟို chi water supply ကို chi water ကိုတန်းတယ်လေအဲ့ဒါရ pipe တွေနဲ့တော့ဟုတ်လားပြီးတော့ဟို plumbing လို့ sanitary မှာလည်း pipe တွေပါတယ်ဟုတ်လားအဲ့တော့ pipe တွေတူနေပြီလေလို့ရှိရင် basically ကမတူဟုတ်လားဟိုက plumbing pipe တွေကို ACME မှာမြင်လို့မဖြစ်ဘူးလေဟုတ်လားအဲ့တော့ visibility graphic နဲ့အဲ့လိုမျိုးဆိုရင်ခွဲလို့မရအောင်နော် visibility graphic နဲ့ခွဲလို့မရအောင်ဟိုကကိုကဒီမှာ plumbing ဒီမှာဒီ AC မှာလည်း pipe ဆွဲတယ် plumbing မှာလည်း pipe ဆွဲတယ် plumbing က pipe ကြီးက AC မှာမြင်နေရအဲ့တော့ pipe မြင်ခြင်းဆိုရင် pipe ကို uncheck သွားလို့မရဘူး pipe ကို pipe မြင်လို့ pipe ကို uncheck လုပ်လို့ဆိုရင်ကို ACM pipe ကိုပြတ်ပုံဟုတ်တယ်အဲ့တော့နောက်ဆုံးဘာနဲ့လုပ်ရလဲဆိုဒီ filter နဲ့လုပ်ရနော် filter ကနေပြီးတော့ဟို ACM pipe ကို ACM pipe တက်တယ် plumbing pipe ကို plumbing pipe တက်တယ်သူကနောက်ဆုံးစကားစစ်တာပေါ့နော်အကုန်လုံးစစ်ချဒီ model category ကြတော့သူကဟို category တစ်ခုချင်းတူတယ် pipe ဆို pipe that ဆို that အဲ့လိုမျိုးဟို category တစ်ခုနေလည်းစစ်ချပါနော်နောက်ဆုံးဒီ day စစ်တာကြတော့ဒီ filter စစ်တာပေါ့နော် filter ထဲမှာသူကအများကြီးရှိတယ်သူကစစ်တဲ့နေဒီမှာရှိရ filter ပေါ့နော် filter ထဲမှာဒီမှာ system တိုင်းနဲ့စစ်မှာလားဒါနဲ့စစ်မှာပေါ့နော်လို့ရှိရင်ဟိုမှာ domestic ဆိုလို့ရှိရင်domestic water ပေါ့နော်ဒါသူ pipe နဲ့ဆက်တယ်but sanitary ဆိုလို့ရှိရင်လည်းရိုး plumbing pipe တွေမြင်ခြင်းလို့ရှိရင်gas ဆိုလို့ရှိရင်လည်း plumbing pipe တွေမြင်ခြင်းအဲ့လိုမျိုးရှိရတယ် electrical ဆိုလို့ရှိရင်လည်း telephone trunking telephone tray ရှိမယ်electrical tray ရှိမယ်နောက်ခုကရောလို့မဖြစ်ဘူးအဲ့လိုမျိုးဟာကြီးကြားလို့ရှိရင် data နဲ့ပဲစစ်လို့ရတယ်ဒါနော်ဒီ category ကိုသုံးလို့မရဘူး model category ကိုသုံးလို့မရဘူးနော်ရေးဘူးရတယ်ပြောပြပြီး data အကြောင်းတော့ဒီမှာဒီပြောပြvisibility အဲ့လိုရေးပါတယ်နော်ဒီမှာနောက်တစ်ခုရှိသေးတယ်ဒီမှာနောက်တစ်ခု refill link ဆိုတာရှိသေးတယ်ဒါဒီမှာကျွန်တော်ဘာလို့လင်းမှမလုပ်တာလို့နော်လင်းလုပ်လိုက်လို့ရှိရင်ဒီ page မှာဆိုရင်နောက်ဆုံးမှာဆိုရင် refill link ဆိုပေါ်လာနော်ဒီ annotation ဒီကောင် model category ဆိုရင်ဒီကောင် model category ကဟို model နဲ့ပတ်သက်တဲ့ဥစ္စာတွေ file တွေ data တွေ model နဲ့ပတ်သက်တာတွေနော်ဒီ annotation category ကြောင့်ဟို test တွေပေါ့နော် test တွေ dimension တွေ grid တွေ layer တွေ section တွေ elevation height တွေဒါတွေမြင်ရဒီမှာလာလုပ်ရsection ဟိုက section height တွေပြောင်းနေတာလို့ section ဘာတွေပြောင်းနေလဲဆိုရင်ဒီမှာလာပြီးတော့check and check လုပ်လို့ရတယ်နော်အခု section ဆိုတော့ section ပေါ်မလာဘူးပေါ့ဆိုရင်ဒီမှာလာပြီးကြည့်လို့ဒီမှာလာပြီး check ကောင်းတယ်နော် annotation category ဒါနော် analytic category ဆိုရင်ဒီမှာ analytic နဲ့ပတ်သက်တဲ့ဟာတွေနော်ဒီကောင်တိတ်နေတော့ဒီ imported category လည်းတော့ imported category ဆိုတာကြောင့်ဟိုဥမာဟို family တစ်ခုကဟို imported category ဆိုတော့အပြင်က import လုပ်ထားတဲ့ဟာတွေဘာလဲဆိုတော့ဟို import လုပ်ထားတဲ့ဟာရောဥမာဟို family ချို့ family ထဲမှာလဲချို့ family ပေါ့နော်ချို့ family ထဲမှာဘာတွေပါလဲဆိုတော့ကျွန်တော် family လုပ်လို့ရှိရင် AutoCAD symbol ယူသုံးတယ်ဟုတ်လား AutoCAD ကိုကျွန်တော်ဘာလို့လုပ်လဲဆိုတော့ white block နဲ့လုပ်လိုက် white block နဲ့လုပ်လိုက်ပြီးတော့ lighting family လေးတစ်ခုဆိုလို့ရှိရင်ကျွန်တော် model နဲ့အဲ့ lighting family ကိုထပ်လိုက်အဲ့ family ထဲမှာ AutoCAD symbol လေးပါတယ်ဟုတ်လား symbol လေးပါတယ် model လေးလိုချင်တယ် symbol လေးလိုချင်တယ်အဲ့ဒါ model နဲ့ symbol နဲ့ထပ်ထားsymbol က AutoCAD symbol model က 3D နော် rectangular box လေးပဲပြပါလေပါလေးပဲပြနော်အဲ့ symbol တွေပေါ့နော် AutoCAD symbol AutoCAD မှာပါ layer တွေပါရဒီမှာလာမြင်ရတယ် imported category မှာလာမြင်ရတယ်AutoCAD မှာဥမာ lighting layer လေးပါလာရင်ဒီမှာလဲ lighting layer အတိုင်းပဲဒီမှာမြင်ရတယ်နော်ကဲ link ကလုပ်လို့မဆိုလို့ရှိရင် link AutoCAD ရဲ့ဒီမှာလာမြင်ရတယ်
link ကလို့ရှိရင်နော်ဒီ import ကဒီပြင်ကနေ import လုပ်နေတာဟာလည်း list ရဒီမှာလာပေါ့နော်ဆိုတော့အဲ့ list တွေရဲ့ဟိုမှာဟိုနေနေပဲလာဟို line width တွေ line style ဒီမှာလာချိန်လို့ရတယ် line width တွေ line style ပြီးတော့ hidden line တွေဒီမှာလာချိန်ဒါနော် okay ဒါဖြစ်တော့နော်ဒီက link တစ်ခုလုပ်လိုက် Rabbit link တစ်ခုလုပ် link Rabbit ကျွန်တော်ခု link လောက်လာပြီเนาะ official ပြန်သွားကြည့်လိုက် official ပြန်လာလို့ရှိရင် Rabbit link တစ်ခုပါဟုတ်နော်ဒီ Rabbit link မှာကိုကဒီမှာဒါ link တစ်ခုတည်းပေါ့เนาะဒီ link တွေအများကြီးဟို link ထားလို့ရှိရင်လေဒီ VG ပါရောเนาะဟာတစ်ခုနှစ်ခုသုံးခုလေးခုပေါ့ link တွေ stat စီပေါ်လာတယ်ညာเนาะအဲ့ဒီ Rabbit link ကိုဒီ Rabbit link လည်းတော်တော်များများသုံးတယ်เนาะဘယ်လိုသုံးလဲဆိုတော့ဆိုဥစ္စာတွေအာခီကိုတိုက်ရိုက်သွားမချင်းချင်တော့ဘူးဒီကနေပဲအာခီရဲ့ဟာကိုဖြောက်မယ်ပုံမယ်ဆိုရင်ဒီကနေလည်းလှမ်းလို့ရတယ်နော်အာခီရဲ့ဟာကိုဒီလိုမျိုးသွားရွှေ့ရအောင် move လုပ်တာပေါ့မရဘူးနော်ဒါပေမဲ့အာခီရဲ့မင်းအာခီမှာပိုင်းဟိုဆို hash တွေပေါ့နော်ဆိုအာခီကဒီခါကျရင် hash တွေသုံးဟို flow တိုင်းနေပါလေဒီကောင်လေး hash တွေချင်တာအဲ့ hash တွေပါမြင်ကြည့်လို့ဆိုရင်ဒီကနေလှမ်းဖြောက်လို့ရတယ်နော်ဟိုသွားကြအောင်သွားဖြောက်ကြအောင်နော်ဆိုအာခီရဲ့ list ကိုလည်းဒီမှာလာပြီးတော့လာပြီး select လုပ်လို့ရတယ်နော်အာခီရဲ့ list ကို select လုပ်တယ်ဆိုတော့အာခီရဲ့ discipline ကိုလာပြီးဒီမှာရွေးချယ်လို့ရတယ်ကောင်းတော့ host view ပေါ့နော်ဒီ Rabbit link ရတယ်ဆိုတော့အရေးပါတယ်တော်တော်လေးတော့သုံးပါနော်ဟုတ်ဒီ host view ပေါ့နော်ဒီ host view ကြောင့် Leo host view ပေါ့နော်ဒီကောင်ဒီမြင် original တိုင်းပဲမြင်ရတယ်ဒီလို့ရှိရင်ဒီ link view ဆိုတာရှိတယ် link view ကကြောင့်ဒီ link view ဆိုဒီ flow plan ဆိုတာ Archi မှာ bias discipline တွေမှာလာပြတယ် Archi ရဲ့ discipline တွေ Archi join မှာဘာရရှိလဲဆိုတာ discipline ဒီမှာလာချိန်လို့ရှိရင်ဒီ flow plan ကချိန်သွားမှာကျွန်တော် Archi clean လုပ်တော့မှာဆိုရင်ဒီကောင်အမြဲလုပ်တယ် Archi ဘယ်လို clean လဲဆိုတော့ဒါဒီကောင်ကြီးက clean နေလို့ကျွန်တော် project ကိုများများရှုပ်ချက်ခတ်နေတာတကယ် AutoCAD အတိုင်း AutoCAD Archi အတိုင်း Revit Archi ကလည်းရှုပ်ချက်ခတ်နေတာနော် Archi ဘယ်လို clean လဲဆိုတော့ဟို AutoCAD မှာ Archi clean လာတယ် Revit မှာ clean လာတယ်နည်းနည်းလေးတော့ကွာတယ်နော် Archi clean နေဆိုလို့ရှိရင်ဟို AutoCAD မှာ Archi ပုံများလာပြီဗျာAutoCAD ကိုကျွန်တော်ဒီတိုင်းမလုပ်ဘူးဟုတ်လား copy ပွားလိုက် original ပြတ်သွားမှာဟုတ်လားဘယ်မှာလဲအဲ့လိုပဲဘယ်ကြောင့်ဒီတိုင်းဖွင့်လိုက်ရတယ်ဖွင့်ပြီးတော့ copy လို့ပွားလို့ရရတယ်နော်ဒါပေမဲ့ဒီတိုင်း copy ပွားလို့ရှိရင်ဘယ်ဘက်ကအဲ့လို copy ပွားလို့ရှိရင် Archi တစ်ခုမှာပေါ့နော် Archi သူ့မှာသူ Archi ထဲမှာပဲ link တွေအများကြီးပါအဲ့ link တွေ Archi ပုံ copy ထပ်ပွားလို့ရှိရင် link တွေပြုတ်ကုန်တယ်နော်ဒါရပုတ်ပြုတ်တယ်ဟုတ်ရိုး original Archi ပဲကျွန်တော်ဟိုထိတယ်ဗောနော်ရိုး original Archi copy ပွားလို့ရတယ် copy ပွားလို့ရှိရင်ဟိုအတွဲလာပြီး copy ပွားဟုတ် file တွေ site တွေကကြီးတယ်ဗော Revit file site တွေအရင်ကြီးနော်ဘယ်လိုလုပ်လဲဆိုတော့ discipline ကို duplicate လုပ်လိုက် discipline ကို duplicate လုပ်တယ်အဲ့ discipline ဒီမှာပါ test တွေရှင်းလိုက်အဲ့လိုမျိုးလုပ်Archi နဲ့သုံးပြီးသားသုံးနေတဲ့ Archi ကိုအဲ့လိုဖွင့်ချင်လို့ software နှစ်ခုဖွင့်ရနော်ဒီ software နှစ်ခုဖွင့်ဒီ same software ဒီ same ဟိုနေတယ်မှာပဲနှစ်ခုဖွင့်လို့ရတယ်နော်ညတစ်ခုပေါ့ဒါ Archi ပေါ့နော် Archi ကိုသိတာဒီလိုမျိုးသူကအရင် bright ဖြစ် wall တွေပါရအကုန်လုံးကအရင် link နော်MEP တွေကကြောင့် Archi ကိုသူက
မိန်ထားပြီလားအပ်3လောက်လောက်တော့ဖွင့်လိုက်ကြည့်လိုက်သိတာပါလေလို့သာအမိပြီလေလို့သာအပြီလေဆိုနော်နော်ဒီဒီ flow plan ကိုနော်ဟိုဒီမှာတက်စိတ်အများကြီးပါတယ်ဆိုတော့တိုင်းနေအများကြီးပဲဒီ flow plan ကို duplicate လုပ်လိုက်ပါဟာမဟုတ် duplicate လုပ်လိုက် duplicate with detail နဲ့လုပ်လိုက်နော်duplicate with detail နဲ့လုပ်ပြီးတော့ကောက် copy ဖြစ်သွားတယ်ဟုတ်လားအဲ copy မှာကျွန်တော်ကဟိုထင်တာမြင်တာရဲ့ဟာလေးတစ်ခုပေးလိုက်တယ်ကောက် link လုပ်မယ်ဆိုတော့ကျွန်တော်ကဘာလို့ပေးလဲဆိုပုံစံပေါ့နော်ကျွန်တော် link လို့ပြောလိုက်link or first story လို့ first story နော် link flow plan နော် first story link first flow plan နော် first story အဲ့လိုကိုတီးရဲ့ main တစ်ခုလောက်ပေးလိုက်ဘာလို့ဟိုအမိပြဒီကောင်တန်းစိတ်တယ်ပြောဒီကောင်ဟုတ်တယ်ဆိုcopy ဘောဒီမှာ copy လုပ်ပြီးဟောဒီကောင် area ပြန် area plan မှာပါဘာဖြစ် rename လုပ်လိုက်ဗျာကိုမြင်တာထင်တာမဲ့ဟာ rename လုပ်လိုက်လို့ဆိုအများနဲ့ link လို့ပဲဟို link မှာ first story ပေါ့နော် story ဆိုပြအဲ့လိုလောက်ပြီးတော့ဒီကျမ်းမှာရှင်းတယ်ဒီထဲမှာတော့မရှင်းဘူးနော်ဒီမှာရှင်းတဲ့ဟို test တွေထည့်ရတဲ့ test တွေပေါ့နော်ဟိုဆောက်ရတဲ့အဲ့လို test တွေပေါ့နော်အများကြီးရှိတယ်ပြောတယ်ပြီးဒီမှာပြီးတော့ hash တွေပါလေဖြောက်ထားလိုက်ပေါ့နော်ဒီမှာဖြောက်လိုက်လို့ရှိရင်ဒီမှာရှား plan မထည့်ရဘူးပေါ့နော်အဲ့လိုမျိုးရှိတယ်အဲ့လိုချာပြီး save လုပ်လိုက် save လုပ်လိုက်ပြီးတော့ no MEP system ပြန်သွားလိုက်အဲ့လိုလုပ်လိုက်ဆိုရင်ဒီ HVAC first story ပေါ့နော်ပြီးတော့ PG သွားလိုက်ဒီတော့ရော PG ရင်မသွားအောင်ဒီတော့အဲ့ချိန်ကျရင်ဟို new arc ကြီးကဒီထဲမရောက်ဘူးเนาะအဲ့ဒီတော့ manage နဲ့လည်းသွား manage နဲ့သွားပြီးတော့ reload လုပ်ရတယ်တော့နဲ့ reload လုပ်အဲ့မှာခုနချိန်လိုက်တဲ့ arc ကြီးကဒီမှာ reload ပြန်ဖြစ်သွားအောင်เนาะဒီကခါကျရင်အဲ့လိုပွင့်နေမြခါကျရင်ရတယ်ဘာလို့လဲမသိဘူး reload ဆောင်နေပြန်သွားတယ်ခုနဟာဝေးလိုက်အဲ့တော့ okay ပေါ့ငါ့ရချုပ်ခါကျရင် Facebook ပွင့်သူက reload နဲ့ဆိုခါကျ reload ဆောင်ဆိုရင်တော့ရပါအဲ့လိုဒီဟာရပါတယ်နော်ဒါရပါမယ်ဒီကောင်ရဲ့ link ပြီးတော့ကျွန်တော်ခုနရှောက်ရိုက်ထားတဲ့ဟာမဟုတ်ဘူးနော် test တွေရှောက်ရိုက်ထားတာဒီမှာ test တွေရှောက်ရိုက်ထားတာတွေ့ရအောင် ABCD ဒီမှာဒီမှာရှောက်ရိုက်နော်ဒါတော့ရင် web link ထားတော့လိုက်ဖြစ်ရှင်ဒီကောင် host view ကို link ယူလုပ်လိုက်ဖြစ်ရှင်ဒီတော့ခုနဒီမှာ link ဆိုတာလေးlink ဆိုတာတွေ့ဒီမှာလမ်းရှာလို့ရှင်ဗျာခုန link ဆိုတာဟာလေးတွေ့တွေ့ဒီ copy of first ဆိုရတော့တွေ့တယ်ဒီ link တွေ့တယ်ဟုတ်ဆေးလိုက်ဆေးရဆေးရောမရဘူးနော်ဒီ arc ကိုဆေးရတယ် arc ကိုဆေးလို့ရှိရင်ဟိုကအဟောင်းမဲ့ reload လုပ်နော် arc ကိုဆေးလိုက်ဆေးပြီးတော့မှဘက်ကနေ reload အဲ့အရင်ပြီးအဲ့လောက်လာရောက်မလားဟိုဘက်ကမဆေးလိုက်ဘူးဘက်ကဆေးလို့ပြီးတော့ဒီတော့ medicine လုပ် medicine လုပ်ပြီးတော့ဒီမှာ reload ပြန်တယ်ဟာည reload ပြန်တယ်ဟာကြရင်ရတယ်ဟာကြရင်မရအဲ့လိုနှစ်ခုပြန်ဖွင့်လို့ရှိရင်ညားတယ်အဲ့လိုမရမရတယ်ရှိရတယ်ရှိပြန်
သွားကြည့်လိုက်နော် pg Revit link ဟော post view က link view ပြနော် link မတွေ့ဘူး nó là tuya mà chưa và má em gì nó giống mà nó mình giống chưa hả có xe xe rồi có xe nó sâu có xe nó lên này gì rồi có xe nó vào đấy rồi có xe mà gì lên lâu này thì coi sáng hay thắt tiền trong nhà đi TV model category တွေကဖိုင်လေးပြင်လို့မရဘူး။မှသွားလို့မရဘူးနော်။မိတ်နေ။အဲ custom ကကြဆက်ပြောပြန်ပြန်ပြတယ်။ခုနကကျွန်တော်ဘာမှလည်းမသိဘူး။ခုန link view ကလေဟိုမှာပေါ်ဒီ link view ကနော်။ဟာ link first ဆိုပြန်တော့ပေါ်အောင်။ဒီ list မှာပေါ်အောင်။ discipline ကိုကဒီမှာလာပေါ်လေ။နော်။ API discipline ကို။ custom ကြောင့်custom မိလိုက်တော့မှဒီကောင်ကြီးအကုန်လုံးလင်းလာတယ်ဒီ model category ရတယ်ဟိုမှာဒီကောင်ကို custom လို့ပြောနေတယ်ကောင်ကြီးအကုန်လုံးချိန်လို့ရဒီကောင်ကြီးအကုန်လုံးကဘာဖြစ်သွားလဲဆိုတော့ Archi ရဲ့ model category အကုန် Archi drawing မှာရှိရဟာရေနော်ဒီ MV မှာရှိရ model category PG မဟုတ်တော့ရနော်ဟုတ်ဒီထဲဝင်သွားအောင်ဒီကအပြင်ဟာအောင်နော်အပြင်ဟာဒီထဲဝင်သွားလိုက်ပြီးရင်ဒီမှာတစ်ခုဒါရရှိတယ်ဟုတ်လားဒါ Archi visibility graphic ဖြစ်သွားတာနော် Archi drawing ရဲ့ visibility graphic ကဒီမှာလာပေါ်ဒါကြည့်လို့ရတယ်ဒါနော် Archi ကမှချို့ hash တွေ detail item တွေပါလေထောက်ချင်တယ်ဆိုရင်ဒီမှာလာထောက်လို့ရတယ်ဟို dimension တွေပါလေထောက်ချင်တယ်ဒီမှာလာထောက်လို့ရတယ်နော်ရှင်းတယ်နော်ဟုတ်ပါလားဒီ Revit link ကတော်တော်လေးသုံးဝင်နော်ဒီအဲ့ link ယူမမြင်ချင်းဖြောက်ထားမယ်ဆိုလို့ရတယ်နော်ဒီကောင် unset လုပ်လိုက်လို့ရှိရင်ဒီ keyboard မြင်ရဒါနော်ဒါတော့ဖြောက်ထားဟောပေါ်လာမယ်ဒီခါ link view custom နော် link view ကကြောက်ရိုးခုနကကျွန်တော်ပြောထားတယ်ဒီဟို Archi plan တစ်ခုကိုဒီကနေလာရွေးချက်ချင်းဒီကနေလည်းရတယ်။နောက်ပြီးလို့ရှိရင် Archi ရဲ့ဥမာ Archi ရဲ့အသေးစိတ်ကိုနော်အသေးစိတ်ဥမာကြားရလည်းပြင်လို့ရတယ်။ Archi ရဲ့ view range ဆိုပါဒီကနေလာဒီကောင် link view Archi ရဲ့ view range က link view က view range လားဟုတ်ပြီးတော့ဒီဆိုတာကြောင့်ဒီကောင်ရဲ့ view range ပေါ့နော် link view ကကြောင့်ဒီဟို link ထားရဲ့ view range လားနော်ဒါဒီမှာလာဟို link view ကဟုတ်ပြီးတော့လာ view လို့ရတယ်ဒါနော်ဒီကောင်းနေအကုန်လုံးအားကြတော့ Archi ရဲ့ဟို Archi ရဲ့ဟိုနေဖြစ်သွားတယ် Archi ရဲ့ဟိုနေမဟုတ်ဘူး view ဆိုလို့ရှိရင်တော့ဒီ MEP ပဲဖြစ်တယ် custom ဆိုလို့ရှိရင်တော့ဒါဆိုရင် custom လုံးတော့မှဒါတွားပြီးတော့ချိန်လို့ရတယ်နော်ဒီမှာဖြောက်တာရပေါ်လာရဒါအကုန်လုံးက Archi နဲ့ပဲဆန်တာဒါနော်visibility ကပေါ့နော်နည်းစမ်းကြည့်ပါဒီ Archi လေးထည့်ပြီးအားလုံးပေါ်နေ
PDF ပြန်တော့ပေါ့ပေါင်းတော့ပြန်ကြည့်ပြီးဘာလို့ပေါ့ဒီ visible group ကရန်ရေးပါနော်ဒီသူကတစ်ခုလုံးကချုပ်နောက်တစ်ပတ်ဟုတ်နောက်ကပိတ်ဟိုနောက်တစ်ပတ်ပေါ့ဒီတဲမှာဟို ACM aircon လေးရောက်နေလို့ဆွဲလာတယ်နော်နောက် file လေးတစ်ခုလုပ်ပြီး immediate နော်ဟို Dropbox အဲ့ဒါ okay ကြည့်ဒီနေ့ electrical တင်လို့ပဲမမီတော့စာလေးပြန်ကြည့်အောင်နော်မေးလို့ဟိုလင်းနာရောအကုန်လုံး join နေပြီလင်းနာရောလေအဲ့တော့ရတယ်你要知道我是哪里说的。然后这里 electrical 上，这边背过来，年年点，要叫。我们地下线阿姆那都没有呀。呀，细的，丢了。你要听他讲的，看好，哪一个？